စားကြပါအောင်ခင်ဗျာဟာလူလားစော်ရုံအောင်ခင်ဗျာအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အစီလုံးဝပါဝင်မှုမရှိတဲ့ကဘာဝ organic KG ဝါဥစားတော့ကုန်တွေအသုံးပြုပြီးတော့ဟင်းနဲ့မြောက်ချက်ပြမှာဖြစ်ပါတယ် I'll be loving you right Monday Tuesday Wednesday Thursday Friday Saturday Sunday Monday Tuesday Wednesday Thursday Friday 7 days a week every hour every minute every second you know night after night I'll be loving you right 7 days a week You love when I jump right in all of me I'm a foreign show you what the ညတို့ကငါဒီကိုင်းရချင်းပြီးပြီလားဘိုးဘီအောင်ပါလေငါ့ဘုံလည်းကြည့်တော့ဟဲ့ဘယ်လိုဖြစ်သွားတာလဲမင်းပုံစံကြီးကဟာရဲမဖြစ်တော့ဘူးကွာမင်းတော်တော်ဝလာတာပဲဘယ်လိုလုပ်မှာတော့မင်းမဖြစ်တော့ထဘာမှတချင်းနေတဲ့တီးနေနေတော့ရှင်းသွားမယ်မင်းကပတ်မုံချလုပ်ပြီလာမင်းကဟိုးဝေးလာကွာပြီးမဆိုင်မယ်ကွာမင်းကလည်းတမျိုးပြင်းရရကြတယ်မင်းကလိုမျိုးပါမောချော့ဖို့ဆိုလို့ရှိရင်เนาะအလွယ်ဆုံးလုပ်လို့ရမယ်ပထမဆုံးလေ့ကျင့်ခန်းတွေကိုငါလုပ်ပြမယ်เนาะပထမဆုံးလေ့ကျင့်ခန်းเนาะတိုင်တဲ့အဲ့လိုမျိုးလေးခိုးလိုက်ခိုးပြီးတော့အဲ့လိုမျိုးအပေါ်ဆွဲတင်မင်းလွယ်ဆုံးရတယ်ကြည့်ဦးမပြင်းနိုင်တော့ဘူးဖြစ်နေရောက်ဟောကွိုင်းမင်းကွာဟာအဲ့လာနေအောင်မရောက်လားတခြားလို့လေဟာဒီခေါက်ကြရင်အဲ့ထက်ပိုလွယ်အောင်ပြ step 2ပါမောင်းထွက်ချင်တယ်ဆိုရင်ဘယ်လီရိုက်ပါဟဲ့ဒါတော့ငါရလောက်ရတယ် try ကြည့်မယ်မိပဲ It's beautiful life forever I'll stay by your side အခါဒီယာတော်ပြီအမလုံးနေတော့ငါတော့စားတော့မယ်ရဒီဟိုဟာနေဟိုဘာလဲကွာငါဘိုင်းစားနေပြီတမုတ်ထွက်ရှင်နေတယ်ပြောတယ်မင်းစားချင်တိုင်းစားလို့ရမလားအစားတော့မရှောင်မင်းမမဖွေလောက်အောင်ရိုက်လည်းမထွက်ဘူးပဲလီယာသဘောပေါက်လားမနေ့တော့ငါစီတီမက်သွားတော့ KG ဝါဥခောက်ဆွင်နေဝါဥတူငါဝယ်လာတယ်အဲ့ KG ဝါဥခောက်ဆွင်နေဝါဥတူကွာစာချီစနစ်လည်းအရန်ကောင်းစရာဆိုတော့ကြိုက်တော့စားဝိတ်တက်မှလည်းပူကြမလို့တမုတ်ထွက်ရှင်နေတော့ကွက်ကြည့်ပဲငါချက်ကြည့်မယ်မင်းပြောနေကြတယ်ကွာခုပဲတော့စားမယ်လားโอเคတော့မယ်လားကဲ KG ဝါဥခောက်ဆွင် original flavor လေးကိုမြောက်ပြီးတော့ပြလိုက်ပါမယ်ပြီးတော့ရင်တော့ဖောက်လိုက်မယ်ဖောက်ပြီးတော့ရင်တော့ပကံလေးတွေကိုထည့်လိုက်ပါထည့်ပြီးတော့ရင်တော့ရေလေးတခြားစစ်ပြီးရဲ့ခါမှာတော့ပကံနောက်ပကံလေးတွေကိုပြောင်းထည့်လိုက်ပြီးရဲ့ခါမှာစားလေးနင်းငယ်ဖြူပြီးရဲ့ခါမှာတော့ရိုးချောလေးနဲ့နေပြီးတော့မြင်းကြည့်လိုက်ပါ boost မတော့ဒဲကိုမီရှို့လိုက်မယ်ပြီးတော့ရင်တော့ဝါဥခောက်ဆွင်လေးတွေကိုရေလေးခန်းသွားတဲ့ဒီ10မိနစ်လောက်လှော်ပေးလိုက်ပါရိုးချောလေးနဲ့လှော်ပြီးတော့ပြီဆိုလို့ရှိရင်တော့ရေခဲကြီးတွေမှာခဏလောက်စိတ်နားလိုက်ပါခင်ဗျာစိတ်ပြီးတော့ပြီဆိုလို့ရှိရင်တော့ပြန်ပြီးတော့ဆယ်ထားလိုက်ဆောက်ဖို့တဲ့ကိုရီးယားငြိုတင်းငြိုတင်းမုံပြားကြီးတစုံပိန်းငယ်မြားကြီးတစုံ QC တစုံပြီးတော့ရင်တော့ mayonnaise လေးထည့်လိုက်မယ်ပြီးရင်တော့ကြက်သားမိုးလေးနင်းငယ်ဖြူလိုက်မယ်ကျဲကိုအနှစ်ကြီးပဲလေးထည့်လိုက်မယ်ပြီးရင်တော့ရိုးချောလေးမူပေးလိုက်မယ်ဆိုလို့ရှိရင်တော့ခောက်ဆွဲတဲ့ sauce ရပါပြီမြည်ကြည့်လိုက်ပါဘုစမဒီနော်ဝါခောက်ဆွဲလေးကို sauce နဲ့ကျွန်မမူပေးလိုက်ပါခောက်ဆွဲထည့်လိုက်မယ်ပြီးတော့အပေါ်နေ sauce လေးလောင်းလိုက်မယ်ပြီးတော့ရင်တော့ရင်းကြီးကြောက်လေးလေးဖြူလိုက်မယ်ကျဲကိုကောင်းနဲ့ဖောက်လိုက်မယ်ကျဲကိုအနှစ်လေးလေးတင်လိုက်မယ်ကျက်သွမင်းနဲ့နှမ်းလေးဖြူလိုက်မယ်ဆိုရင်တော့အားလုံးမျောနေလေးပါမုတ်လေးရပါပြီအော်မဟုတ်ပါဘူးမှားသွားလို့ပါအရင်ကောင်းမုတ်နဲ့ KG ဝါခောက်ဆွဲအေးတုပ်လေးရရှိသွားပြီဖြစ်ပါတယ်ဝါတုံဖို့တော့ဝန်လောင်းကြီးရလာ KG ဝါတုံလေးကိုထုတ်လိုက်မယ်ပြီးရင်တော့အပြပြလေးဟိုဒီလိုမျိုးအရင်လီးလိုက်ပြီးရဲ့ခါမှာတော့အချောင်းချောင်းလေးဖြစ်တော့ထက်စိတ်လိုက်ပါဝါတုံကြောင်းလေးတို့ပြန်မွိုင်းတော့စားလေးနဲ့ဖြူပြီးရဲ့ခါမှာအခုနလိုပဲ10မိနစ်လောက်ရေခမ်းသွားပြီးလော်ပြီးလိုက်ပါခင်ဗျာလော်ပြီးတော့ပြီဆိုလို့ရှိရင်တော့တဖန်ပြန်လဲပြီးတော့ဖယ်ထားပြီးလိုက်ပါခင်ဗျာကဲအတီးရွက်နေနဲ့ဂေါ်ဘီလေးကိုလေဟိုလိုလေးချောင်းချောင်းလေးတီးပြီးတော့ထည့်လိုက်မယ်ပြီးရင်နည်းနည်းပင်လေးကိုလေဟိုလိုလေးစဉ်းစားလိုက်ပါခင်ဗျာပြီးတော့ပြီဆိုလို့ရှိရင်ရှောက်ရွက်ကိုလေဟိုဒီလိုမျိုးတိတ်ပြီးရဲ့ခါမှာအမြင်လေးတီးရလိုက်ပါခင်ဗျာပြီးတော့ပြီဆိုလို့ရှိရင်တော့တမန်လေးကိုမြောက်လိုက်မယ်မြောက်ပြီးရင်တော့တိတ်လိုက်မယ်လှိမ့်ပြီးသွားရင်တော့အစိတ်လေးထိုးလိုက်ပါခင်ဗျာကဲစတော့အောင်မုံလုံးနဲ့ချောင်းလေးထည့်မယ်ဂေါ်ဘီရှောက်ရဲ့နည်းနည်းမီစက်တုံးကြီးကြော်မလာမို့စီတဲ့ရေကျိုးတမှုစီတဲ့ရေပင်းမှုန့်ငန်းရမြရေစက်သားမို့အချိုမှုန့်နဲ့တမန်ဒီကညှစ်လိုက်မယ်ဘာညာဆိုရင်တော့ဖြင့်အရင်ကပဲကောင်းမှုနဲ့ဝါဥတုတ်လေးရပါပြီရွှေရွှေလေးနဲ့တုတ်ပြီးရဲ့ခါမှာတော့မြည်ကြည့်လိုက်ပါခင်ဗျာဒါလည်းတပလေ boost မတူပဲချင်းနေတော့ boost မတူကဲ play လေးလုပ်လိုက်ရအောင်တုတ်ပေါ်မှာမုံလုံးလေးထည့်လိုက်မယ်ပြီးတော့ရင်တော့စက်တုံးကြော်လေးထည့်လိုက်မယ်နည်းနည်းမီလေးအုပ်လိုက်မယ်ဘာညာဆိုရင်တော့ဖြင့်အရင်ကပဲ boost ကောင်းမှုနဲ့ KG ဝါဥမှာလာတုတ်တုတ်လေးရရှိတော့ဖြစ်ပါတယ်ကဲနောက်ဆုံး menu လေးလုပ်ဖို့အတွက်ဟင်းတွေရတာ KG ဝါဥတုတ်လေးထုတ်လိုက်မယ်ပြီးရင်တော့ဟောဒီလိုမျိုးလေးတုတ်ချောင်းလေးဆက်လိုက်ပါဆက်ပြီးတော့ရင်တော့ချောင်းကြီးတီရှာလေးတီးလိုက်ပါအဲဆိုရင်တော့ဝါဥရေခဲချောင်းလေးရသွားပါမယ်အလေကဲခင်ဗျားကိုမီးရှို့လိုက်မယ်မီးရှို့ပြီးဆိုလို့ရှိရင်တော့ဝါဥရေခဲချောင်းလေးတွေကိုဟောဒီလိုမျိုးလေးกินပေးလိုက်ပါအစာလေးကိုလည်းတီတီချာလေးနှမ်းဆက်အောင်ဖြူပေးလိုက်မယ်ပြီးတော့ရင်တော့မာလာအမှုန့်လေးတွေကိုပါထပ်ပြီးတော့ဒဘလေထပ်ဖြူလိုက်မယ်ဘာညာဆိုရင်တော့ဖြင့်အရန်ပဲကောင်းမွန်နဲ့ KG ဝါဥတူမာလာกินလေးကိုရရှိသွားပြီဖြစ်ပါတယ်တီတီချာလေးလှပပလေးစီပြီးဘာညာဆိုရင်တော့မာလာမုန့်လေးထပ်ဖြူလိုက်ပြီးရဲ့ခါမှာတော့ရိုးချိုချိုလေးစားပြဖို့ပဲကြံပါလို့တယ် KG ရဲ့ဝါဥခောက်ဆွဲနဲ့ဝါဥတူဟူးလေးနဲ့လုပ်ထားတဲ့ခင်းလျာများကိုစားပြမှာဖြစ်ပါတယ်နင်းရင်ဦးဆုံးကျွန်တော်ရဲ့ special ဝါဥခောက်ဆွဲပေါ့နော်ဆိုတော့ခောက်ဆွဲအေးလို့ပဲကိုရီးယားခောက်ဆွဲအေးပေါ့နော်ကြောက်လေးဖောက်ကြည့်လိုက်ပါမယ်နှမ်းစီဒီနဲ့စမ်းစားရင်ပိုပြီးတော့ကောင်းပါလေဒီ recipe ကပေါ့နော် inspired by ကိုကိုဂျုံကူပေါ့နော်သူ့ရဲ့ခောက်ဆွဲအေးရဲ့ recipe လိုမျိုးပေါ့နော်စားကြပါအောင်ခင်ဗျာဟောကောင်းမှန်ဟာလူလားဝါဥတူဟူတော့စားပြမှာဖြစ်ပါတယ်
ဝါဥတူတုံနေရလုံးဝ special ပဲတုံနေဂျယ်လီလေးလိုပဲဘလုံးကတူဟုတုတ်လိုပဲဒါပေမဲ့ကျမ်းမာရင်နဲ့ညီညွတ်ဆုံးဝါဥတူတုတ်သူကအရသာ၃မျိုးရှိတယ်ပေါ့နော်ဒါကမုံလာဥနီအရသာပေါ့နော် carrot အရသာသူက carrot အရောင်လေးပေါ့နော်ဒါဝါဥတုတ်ချိုးလေးပဲဖြစ်ပါတယ်ဒီဝါဥလေးကိုဗျာกินလိုက်ပြီးရဲ့အခါမှာเนาะအပွားနေမှာလာမုတ်လေးဖြူးလိုက်ပြီးတော့เนาะဒါနဲ့ပဲမီးအရန်ကောင်းတဲ့အမီးတစ်ခုအနေနဲ့လည်းစားလို့ရပါတယ်ဟောင်းရောအမီးအနေနဲ့ဆိုတော်တော်လိုက်မှာဟဲ့မင်းလာစားလို့ရပြီလားတို့ခါဟဲ့မီးပဲစားပါငါတို့တော့ကြံနေရလားမသိပါဘူးကွာဆောင်းရောင်းရော စားကြပါဦးနော်Many months later. ခေချေဝါဦးကျေသူကြောင့်လေကိုတို့ခွာရမ်းပဲချော်လို့သွား Damn bro တို့ကွာမပြောင်းလဲသွားလိုက်တာဟဲ့ဘယ်လိုဖြစ်သွားလဲတိုင်မင်းမြင်တဲ့အတိုင်းပဲမင်းကဟိုတနေ့တော့ချက်ကျွေးပြီးတာငါလုံးဝဒီခေချေဝါဦးခောက်ဆွဲနေဝါဦးတူဘူးလေးပဲနေ့တိုင်းစားပြီးလေ့ကျင့်ခန်းနေ share လုပ်လိုက်တော့ခုတို့ကြည့်လိုက်ဘယ်တော့မိုက်သွားလဲမင်းလည်းမိုက်ချင်ငါတို့ထပ်စားလိုက်ရောငါချက်ကျွေးမှသိရကောင်မြန်ဆရာလာလို့ဖြတ်စီတိုင်းကောင်းကြီးပြပါစေ boost alert